ဒုတိယကမ္ဘာစစ်ကြီးကြောင့်လုံးဝပျက်စီးသွားခဲ့တဲ့မြို့တစ်မြို့ဟာအံ့မခန်းလက်ရမြောက်တဲ့မြို့ပြတစ်ခုအဖြစ်ပြန်လည်ပုံဖော်ခံခဲ့ရတယ်ဆိုတာကိုတင်စိတ်ကူးကြည့်ဘူးပါသလားခိုင်မာတဲ့အမြင်နဲ့စိတ်ရှည်တီးခံမှုရှိတဲ့သူတွေအတွက်လဟတ်မြို့ရဲ့ဇလန်ကတကယ်ကိုလှုံ့ဆော်မှုတွေပေးပါတယ်ဘယ်လိုလုပ်ပြီးပျက်စီးယိုယွင်းမှုကနေအခုလိုသဟဇာတဖြစ်တဲ့မြို့ပြကြီးကိုဖန်တီးခဲ့တာလဲဆိုတာသိချင်စရာပါပဲ ဒီမျိုးကိုပြန်လည်တည်ဆောက်ဖို့အတွက် August Perry ဦးဆောင်တဲ့အဖွဲ့ဟာ1945ကနေ1964ခုနှစ်အထိနှစ်ပေါင်းများစွာစ조사ခဲ့ပါတယ်။ဒီမျိုးဟာပြန်လည်တည်ဆောက်ခဲ့တဲ့မျိုးတွေထဲမှာအသွင်ပြင်ရောခိုင်မာမှုအပိုင်မှာပါထူးခြားတယ်လို့ဆိုပါတယ်။ဒါဟာ Perry ရဲ့မြို့ပြစီမံကိန်းချမှတ်ပုံနဲ့ပုံစံထုတ်ပုံဟာဘာတွေကြောင့်အခုလိုစမ်းသစ်နေရတာလဲဆိုတဲ့မေးခွန်းလိုဖြစ်စေပါတယ်။ လေဟော့ဖ်မြို့ဟာခေတ်ဟောင်းမြို့ပြပုံစံတွေကိုခေတ်မီမြို့ပြစီမံကိန်းနဲ့ဆောက်လုပ်ရေးနည်းပညာတွေနဲ့ပေါင်းစပ်ခဲ့ပါတယ်။အထူးသဖြင့်ကြိုတင်ထုတ်လုပ်ခြင်းစနစ်ကျနဲ့ modular grid တွေအသုံးပြုခြင်းနဲ့ concrete ရဲ့အလားအလာတွေကိုစမ်းသစ်စွာအသုံးချခြင်းတို့ကြောင့်ဒီမြို့ဟာထူးခြားနေတာမှာဒီနီလန်တွေကမြို့ပြဖွဲ့စည်းပုံကိုဘယ်လိုမျိုးအသက်ဝင်စေခဲ့တာလဲ။ ဒီမျိုးရဲ့အုပ်ချုပ်ရေးစီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာဗဟိုချက်ဟာ133ဟက်တာအကျယ်ဝန်းပါတယ်။အထူးကလမ်းမကြီးတွေရင်ပြင်တွေအဆောက်အုံစုတွေနဲ့တာမန်နေအိမ်တွေပါဒီဒီဇိုင်းထဲမှာအကုန်ပါဝင်ပါတယ်။ဒီနေရာမှာရှိတဲ့အထူးကလမ်းမကြီးတွေကမြို့ရဲ့အသက်သွေးကြောတွေလိုဘလို့စီးဆင်းနေပါတယ်လေ။ မြို့ပြစီမံကိန်းမှာအဓိကလမ်းမကြီးနှစ်ခုရှိပါတယ် Avenue Foch ကအနောက်အရှိတီရှိပြီး Boulevard François the First Boulevard François ပထမကတော့45ဒီဂရီထောင်ချိုးနဲ့ဖြတ်သွားပါတယ် Port Ocean ဆိုတာကပင်လယ်ဘက်ကနေမြို့ထဲကိုဝင်ရောက်တဲ့အထင်းမှဂိတ်ကြီးတစ်ခုဖြစ်ပါတယ်ဒီလိုခိုင်မာတဲ့ဝင်ပေါက်ကြီးကနေမြို့ရဲ့အလဲဘဟုကိုဘလို့ဥတီသွားနိုင်ပါသလဲ လေဟတ်မြို့ရဲ့မြို့တော်အခန်းမှာဟာ143မီတာရှိပြီး18ထက်အမြင့်90မီတာရှိတဲ့မြို့စင်နဲ့မြို့ရဲ့အခမ်းအနားဆောင်အဆောင်ဖြစ်ပါတယ်။ပရိရဲ့ရည်ရွယ်ချက်ကတော့မြို့ကို GSM Conspark လို့ခေါ်တဲ့မြို့ပြစကေးဘော်ကပြီးပြည့်စုံတဲ့အမှုပညာလက်ခွဲတစ်ခုဖြစ်စေဖို့ပါ။အသေးစိတ်တိုင်းကိုတူညီတဲ့ပုံစံနဲ့ဒီဇိုင်းထုတ်ထားတာကမြို့ရဲ့တီတန့်ခိုင်မာမှုကိုဘလို့အာမပေးနိုင်တာလဲ။ Perry ရဲ့ဒီဇိုင်းဟာပိုတိုဒါလို့ခေါ်တဲ့ပွင့်လင်းမြင်သာရဲ့ modular အားဖြည့် concrete ကိုအသုံးပြုထားပါတယ်။ 6.5 မီတာအရွယ်အစားရှိတဲ့စတုရန်ပုံစံစိတ်ပိုင်းတွေကိုအသုံးပြုသည့်ဂီတစာနဲ့သဟဇာတဖြစ်မှုကိုဖန်တီးခဲ့ပါတယ်။ဒီလိုမျိုးတိကျတဲ့ဒီဇိုင်းမူတွေကမြို့ရဲ့သမိုင်းတန်ဖိုးကိုဘလို့တက်ရောက်မှုရှိစေပါတယ်လေ။ လဟတ်မြို့ရဲ့အစီအစဉ်နဲ့အဆောက်အုံတည်နေရာတွေဟာဆောက်လုပ်ပြီးစီးကလေးကပြောင်းလဲသွားခြင်းမရှိပါဘူး။ခင်မီအောင်ပြင်ဆင်တာတွေထိမ့်သိမ်းဆောင်ရှောက်တာတွေလုပ်ခဲ့ပေမဲ့မြို့ရဲ့မူလလက်ရစစ်မှန်မှုကတော့အပြည့်အဝတည်ရှိနေစေပါဒီလိုပြီးသူကလက်ရမြောက်တဲ့မြို့ပြကိုနောင်လာနောင်သားတွေအတွက်ဘလို့ကာကွယ်ထိမ့်သိမ်းထားတာလဲ2016ခုနှစ်ဇူလိုင်လမှာလေဟတ်မြို့ကို Outstanding Heritage Site အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒီအစီအစဉ်ဟာမြို့ရဲ့ပြည်သူ့ကဆိုင်ရာလက္ခဏာရပ်တွေကိုမြင့်တင်ပြီးရေရှည်တည်တောင့်ရေးကိုလည်းအလေးထားပါတယ်။ဒီလိုမျိုးခိုင်မာတဲ့အမြင်နဲ့စိတ်ရှည်သက်ခံမှုတွေဟာယနေ့ခေတ်မြို့ပျော်တွေရဲ့ဒီ6ပုံကိုမြင်တဲ့အခါမှာနားလည်မှုကိုပိုပြီးနှက်ဆိုင်စေပါတယ်။